ဒီကတော့ဟာတာဖောင်းချုပ်ခန္ဓာလေးပဲဖြစ်တယ်အဲ့တော့ဘယ်လောက်ထိရမလဲဆိုတော့ကြည့်ပြီဒါတော့ဟာစချဖို့စကိုက်ပြီနားပါကွာစားနေအဆွဲလို့မရတော့အော်ရတယ် အဲ့ဒါနဲ့စီးရတယ်ကိုစဉ်းစားမရဘူး ဟာစဉ်းစားလို့မရရင်စဉ်းစားနေတယ်ဗျာ today lonely နော် lonely ဘာလဲမင်းအင်္ဂလိပ်စာမှာကြည့်ချင်မှကြက်လို့ရတယ်နော်စာလေးပါပါအဲ့ဒါကိုလိုက်ပြောချင်ပြောမယ်ကျွန်တော်လည်းပြောချင်နော် the weather is very hot today I feel lonely so I want a boyfriend I find him quickly thank you okay so I want a partner I find him quickly ဟုတ်တယ်ဟုတ်ကဲ့အားရစင်းပြူကြပါဟာခါကြရင်ကုန်သွားလိကျွန်တော်ပါကြောင်နဲ့တွေ့ပြီဗျာကြောင်နဲ့နော်ကြောင်နဲ့တွေ့ပြီAPPLD ကိုဘလို့အတန်နဲ့လဲတလာမတော့အားလိုက်တာဟေး APPLD နော်နောက်ပိုင်းက professional စကားအသိမပြေဘူးနော် APPI ဝုန်းပဲ